လူကုန်ကူးသူတယောက်ဟာဒီမိန်းကလေးကိုဖမ်းဆီးထားတော့မှငါသာနင့်အမေရေးမဟုတ်ရင်အပြင်ထွက်တာနဲ့ကားတိုက်သေးပါစေလို့ယုံကြည်အောင်လိန်ညာခဲ့ပါတယ်ဒါပေမဲ့မယုံနိုင်စရာကောင်းတာကအဲ့ဒီလူဟာအပြင်ကိုခြေလန်းလိုက်တာနဲ့ဘန်ကားတစ်စီးနဲ့တိုက်မိပြီးပွဲချင်းပြီးတေးဆုံးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့မိန်းကလေးဟာငယ်သေးတာကြောင့်ဒါဟာတိုက်ဆိုင်မှုတစ်ခုလိုပဲမှတ်ယူခဲ့တာပါလွန်ခဲ့တဲ့15နှစ်အကြာမှာတော့ဒီမိန်းကလေးကိုသူမရဲ့မိဘအရင်းတွေကပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးအိမ်ကိုပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်ဒါပေမဲ့မိသားစုထဲမှာတော့သူမကိုမနာလိုဖြစ်နေတဲ့မွေးစားညီမတယောက်ရှိနေပါတယ်။အဲ့ဒီညီမဖြစ်သူကအမအစ်စ်ကိုပညာပြဖို့အတွက်အထုပ်ပိုးတွေကိုကူတယ်ပေးချင်အောင်ဆောင်ပြီးလှေကားပေါ်ကနေတမင်တကာမြေကြီးပေါ်လွတ်ချလိုက်ပါတယ်ပြီးတော့တောင်းပန်ပါတယ်အမရဲ့ညီမရဲ့လက်ကလွန်ခဲ့တဲ့ရက်ကမှဒဏ်ရာရထားတာမို့လို့အားမရှိပဲလွတ်သွားတာပါလို့အပြစ်ကင်းစင်တဲ့ဟန်ပန်နဲ့လိန်ညာပြောဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာအမဖြစ်သူကနင်းတိလားနင်ပြောတဲ့လိန်ညာစကားတိုင်းဟာအမှန်တကယ်ဖြစ်လာလိမ့်မယ်ဆိုတာလို့အေးအေးဆေးဆေးတတိပေးလိုက်ပါတယ်မယုံကြည်တဲ့ညီမဖြစ်သူဟာနောက်တစ်စက္ကန့်မှာပဲလှေကားပေါ်ကနေလိမ့်ကျသွားပြီးသူမလိန်ပြောခဲ့တဲ့အတိုင်းလက်နှစ်ဖက်စလုံးတကယ်ပဲကျိုးသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲအမဖြစ်သူဟာသူမရဲ့အစွမ်းကတကယ်ရှိနေတယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့တာပါဒီလိုနဲ့ကြောင်းတက်တဲ့ပထမဆုံးနေ့မှာပဲညီမဖြစ်သူဟာကျောင်းကလူမိုက်တွေနဲ့ပူးပေါင်းပြီးအတန်းရံပုံငွေတွေကိုအမဖြစ်သူရဲ့လွယ်အိတ်ထဲခိုးထက်ကတခိုးဖြစ်ဆွဆွဲဖို့ကြိုးစားပါတယ်လူမိုက်ကလည်းငါသာလိန်ပြောနေတာဆိုရင်ငါရဲ့မိသားစုစီးပွားရေးဒီနေ့ပဲပျက်စီးပါစေလို့လူကြားထဲမှာစိန်ခေါ်ခြင်းဆိုလိုက်ပါတယ်ဒါပေမဲ့ပြောလို့မှမဆုံးသေးဘူးလူမိုက်ရဲ့အဖေစီကဖုံးဝင်လာပြီးကုမ္ပဏီရဲ့ငွေကြေးတွေအားလုံးအပိတ်ခံလိုက်ရတယ်လို့မိသားစုတစ်ခုလုံးလမ်းဘေးရောက်သွားပြီဖြစ်ကြောင်းကြားလိုက်ရပါတယ်အားလုံးအံ့ဩမြင်တက်နေတော့မှပဲအတန်းထဲကလွယ်အိတ်တွေကိုစစ်ဆေးလိုက်တဲ့အခါငွေတွေကိုညီမဖြစ်သူရဲ့အိတ်ထဲမှာပဲပြန်တွေ့လိုက်ရပါတယ်။ဒါဟာအမဖြစ်သူကညီမရဲ့အကွက်ကိုကြုံမြင်ပြီးတန်ပြန်ထောင်ချောက်ဆင်ထားတာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဒီပြဿနာဟာမိဘတွေရှိ